အဲ့တော့တတိယကမ္ဘာစစ်ပဲပြော9ရက်နဲ့ပြီးမှာပဲဒီစစ်ပွဲအကြာကြီးတိုက်နေမှာမဟုတ်ဘူးစနစ်တန်းရွယ်ရောက်လို့လူတွေဟာစိတ်ဖောက်ပြန်လာတဲ့အခါမှာတဲ့ခုလည်းပဲဒုံးမြန်ကြီးတွေတကားကားနဲ့အနုမြူလက်နဲ့ကြီးတွေတကားကားနဲ့ဘလောက်ကြောက်စရာကောင်းတဲ့အနေအထားရှိတော့စင်ကာပူလိုနိုင်ငံဆိုရင်10မိနစ်တွင်ပျောက်သွားနိုင်တဲ့အနေအထားမျိုးပေါ့အဲ့လောက်ထိအောင်ပြင်းထန်တဲ့လက်နဲ့ကြီးတွေအခုခေတ်ချိန်မှာပေါ်နေတယ်လေအဲ့ဒါလို့လက်နဲ့ကြီးတွေပိုင်ဆိုင်ပြီးတော့နေတဲ့ခေတ်ကြီးရောက်လာပြီဆိုတာဘယ်လိုလုပ်ပြီးတော့အနေအကင်းတဲ့ခေတ်ဖြစ်တော့မှာတော့အဲ့ဒါလို့ဖြစ်လာပြီဆိုတဲ့အချိန်မှာခွန်ကြီးတို့တွေမှာရသော်ဘုရားကကုံအောင်ဟောလိုက်တာတော့9ရက်ပဲကြာမယ်တဲ့လူလောကမှာစစ်ပွဲကြီးတစ်ခုဖြစ်လာတယ်9ရက်ပဲကြာမယ်အဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ခုခေတ်အနုမြူစစ်ပွဲဟာဒါ9ရက်နဲ့ပြီးနိုင်တဲ့စစ်ပွဲပဲဖြတ်ခနဲ့ဆိုအကုန်လုံးပြောက်သွားမှာပဲအဲ့ဒီထဲမှာအပုံကောင်းလို့ကြံရတဲ့လူရဲ့မျိုးနွယ်စုတွေဟာဘယ်ကစတင်ပြီးတော့လူလောကကြီးကိုပြုစုကြတယ်လဲဆိုမေတ္တာတရားငါတို့ဟာလောဘကြီးပြီးတော့တုံးနဲ့တူတကြဖြားလှုပ်လာကြတာဒေါသတွေနဲ့ကဘာကြီးကပျက်စီးသွားပြီးလုံးဝလူသားမျိုးနွယ်တွေပျောက်ကွယ်သွားပြီးတဲ့အဆင့်ထိရောက်သွားပြီးတို့တွေဟာကြံရတဲ့လူတွေတော့ချစ်ချစ်ခင်ခင်နေကြမှာပဲဆိုပြီးတော့မေတ္တာတရားကိုစပါအဲ့ဒီမေတ္တာတရားစပွားမှလောကကြီးကပြန်ပြီးဆိုပြေပြီးတော့လူသားတွေကတတန်းတွေပြန်ရှည်လာမယ်